မ
1958ခုနှစ်ကောရတက္ကရီ1386ခုနှစ်တပေါင်းလာဇန်12ရက်တနင်္ဂနွေနေ့မန္တလေးတိုင်းဒေသကြီးဇလာကုန်းရွာဆန်းမြင့်ကျောင်းဆရာတော်ပဒံဒါသန္နာဝရဆံဝန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်ပညာဝတီရိပ်သာဆရာတော်ပဒံဒါဥတ္တမသာရဩစတြေးလျနိုင်ငံစစ်တနီမြို့ဆရာတော်ပဒံဒါပင်ကြီးတရားတို့ကိုဥထေရပန်းစင်ပြီးခမဲတော်ကြီးဥပန်အေမေတော်ကြီးဒေါငေစံတို့ကိုရှေးဥတင်ကအမှုထားပြီးမြင်းကြံမြို့နယ်ဇလကုန်းရွာအလူတရိကမာကြီးဒေါမြဘူရီမောင်အလူတကဦးမြင့်ကျော်အလူတကမဒေါ်အေးအေးခိုင်ညီမအလူမဒေါ်အေးကြီးမမိသားစုတို့၏ရှင်မြို့နာတာအလူတော်မင်္ဂလာပွဲတော်ပင်အကျိုးအဖြစ်တရားမှန်တဲ့ဓမ္မဒနပလင်တော်ရဲ့ဟောကြားတော်မူသောမျက်စေရယံအောင်ပွဲခံတရားတော်သစ္စေယောဟောတုဣမံပုံညပါကံသဗ္ဗတတ္တနံဘာစီမမေအမကံဘုရားတိဘောတို့ဤဣဒံပုံညံယနေ့ယခုတရားတော်ပင်သင်ခြင်းပါ၍ဒါနမဘူဇာနုလတော်ဖြာပြာတိဒိဋ္ဌာနတဒုက္ခကတိချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်ဤသစ္စာယောရဖို့အကြောင်းရောက်ဖို့အကြောင်းအထောက်ပံ့ကောင်းသည်ဟောတုဖြစ်ပါစေလားအရှင်ဘုရားYeah.